水不浪那不走吧狗嘞。No no way we no way မဝလုံးသလေးဗမာရှီအောင်ပြုတ်လင်ကစာပေဟောင်းတွေမှာတွေ့ရပြီးအခုခေတ်မှာအသုံးပြောက်ကွယ်သွားသလိုအခုခေတ်လူတွေအတွက်အတိအခက်နားလေရခက်နေတတ်တဲ့စကားလုံးတွေကိုပေါ်ရနာစကားတွေလို့ပညာရှင်တွေကဆိုကြပါတယ်ဗမာတွေကြားမှာပေါ်ရနာဖြစ်သွားတဲ့စကားတချို့ကိုဒီနေ့ခေတ်တဝဲစကားမှာတွားတွေ့ရပြီးစကားလုံးရဲ့သုံးဆွဲပုံနဲ့အဓိပ္ပာယ်ကိုပိုပြီးကြဲကြဲပြန့်ပြန့်သိရတဲ့ဥပမာတွေရှိပါတယ်တချို့ကိုဒီနေ့အစီအစဉ်မှာဆွေးနွေးကြအောင်ပါစီကိုစားလို့ဆန်ကိုဆုံးဆက်ပလာတော့ပါကြုံစီကိုစားလို့ဆန်ကိုဆုံးဆက်ပလာတော့ပါကြုံဖတ်ကုန်တော့မိတိုင်းလောက်မယ်ဖတ်ကုန်တော့မိတိုင်းလောက်မယ်တရတိတီးတာတုံးသွားပြီပေါ့တရတိကာလတုံးသွားပြီဆိုရင်တရတိကိုကျွန်တော်ကရှစ်တိပွဲသွားပြီဆိုတရတိတုံးသွားပြီပေါ့ခါလေးဘုရားဆိုတော့ငါအကျွေးဘယ်တော့ပေးမလဲငါရဲ့အကျွေးဘယ်တော့ပေးမလဲဆိုရင်သူကကြီးရလို့နဲ့အောက်ဒီပွဲကပေးမယ်ဆိုရင်ကအုံဒီပွဲသွားရင်ပေးမယ်နော်အုံဒီတုံးသွားရင်ပေးမယ်ဒါအုံဒီဆိုတာဘယ်တော့မှမတုံးဘူးလေယာဒီသီးမှမဟုတ်ပဲအဲ့ဒါအဲ့လိုပြောတာရှိပါတယ်တုံးသွားတာကုံဆုံးသွားတာကိုပွဲသွားတယ်လို့ခေါ်ပါတယ်ဒီစကားကိုဒီနေ့ဗမာလူမျိုးတွေမသုံးကြတော့ပါဘူးဒီစကားလုံးတိမ်ကောသွားပြီးပျောက်ကွယ်သွားပြီလို့ဆိုနိုင်ပါတယ်ဗမာပညာရှင်များကဒီစကားလုံးကိုနားလည်ရခက်ခဲတဲ့ပေါ်ရနာစီးရင်နဲ့ထည့်သွင်းထားပါတယ်ပေါ်ရနာစာအုပ်တွေထဲမှာဒီပွဲဆိုတဲ့စကားလုံးကိုကျွန်တော်ရှာကြည့်တဲ့အခါမှာတော့ဥကျော်ရန်ရဲ့ပေါ်ရနာဒီပနီမှာအကျွင့်မဲ့ကုံစင်တယ်လို့အဓိပ္ပာယ်ဖွင့်ဆိုပါတယ်တွင်သင်းမင်းကြီးရဲ့ပေါ်ရနာကထာမှာလည်းအလားတူဆိုပါတယ်ကိုကမ်းမြို့ထဲမှာလည်းအစီအစဉ်စောစောပိုင်းတုန်းကကျွန်တော်ရွတ်ဆိုခဲ့တယ်လို့ရွာဝင်ညံ့ဆဲမိုးလပွဲတော်လို့ထည့်သွင်းဆက်ဆိုထားတယ်လို့ပကိုးမိဖုရားဆက်ဆိုတဲ့ဝင်ကဘာချီရတုမှာလည်းဝတန်ရတုကျွတ်လူဆဲဆဲမိုးလဲပွဲခဲ့လို့ပွဲကိုထည့်သွင်းပြီးတော့ဆက်ဆိုထားခဲ့တာတွေ့ရပါတယ်ဒီတော့ပွဲဆိုတဲ့စကားဟာတစ်ချိန်ကဗမာတွေအကြားမှာရေပန်းစားခဲ့ပေမဲ့ဒီနေ့ခေတ်မှာတော့ဒီစကားဟာပွဲသွားပြီလို့ပဲဆိုရတော့မှာဖြစ်ပါတယ်ဒါပေမဲ့ဒဝယ်တွေကတော့ဒီစကားကိုထိမ့်သိမ့်ထားပါတယ်နောက်တစ်ခါနတ်ချင်းတစ်ပုတ်ထဲမှာတွေ့ရတဲ့သိုးဆိုတဲ့စကားကိုလည်းဒဝယ်တချို့နေရာတွေမှာသုံးနေသေးတယ်လို့ဆရာကြီးမင်းသူဝင်ကဒဝယ်အကြောင်းရေးတဲ့ဆောင်းပါးတစ်ပုတ်မှာထည့်ပြီးရေးပါတယ်သိုးဆိုတာဟာအုတ်ထုပ်ကိုရှေးတုန်းကခေါ်တဲ့အခေါ်ပါဒဝယ်တော်ရက်ကလူတချို့ကအုတ်ထုပ်သုံးလုံးလိုချင်တယ်ဆိုတာကိုသိုးသုံးခုလိုချင်တယ်လို့ပြောကြောင်းဆရာမင်းသူဝင်ကဆိုပါတယ်ဒဝယ်မြို့ပေါ်မှာရက်ွက်တစ်ခုရှိတယ်အဲ့ဒီရက်ွက်ကိုဒဝဲလို့ခေါ်ရင်စာထဲမှာရေးရင်မြောက်ရွာလို့ရေးပါတယ်မြောက်ရွာသူတို့မရရေးချကသာမြောက်ရွာဒါမဲ့ဒဝဲကခေါ်ရတော့သူမလစ်အော့လို့ခေါ်တယ်မလစ်အော့မအောက်ကလာစတဲ့မလစ်အော့သူတို့အားကြကမြေအော့အဓိပ္ပာယ်ကမြေရဲ့အောက်မှာလို့ဆိုပါတယ်ဒါပေမဲ့အဓိပ္ပာယ်ကမြေရဲ့အောက်မှာရှိတဲ့ရက်ွက်မဟုတ်ဘူးဗျပကံကြောက်တာထဲမှာနော်မြောက်ဘက်ကိုမလစ်အော့လို့ပြောတယ်အဲ့တော့အဓိပ္ပာယ်ကသွားတူနေတယ်ပြီးခဲ့တဲ့အပတ်တုန်းကအောက်ကိုအော့တန်ထွက်တာနဲ့ပတ်သက်ပြီးဆရာမောင်သားဆွေဥမာပေးပြောကြားခဲ့တဲ့ဒီမြစ်အောက်ရက်ွက်ဒါမှမဟုတ်မြောက်ရက်ွက်ဟာလဲပကံကြောက်စာထဲမှာပါတဲ့ပေါ်ရနာတစ်ခုပဲဖြစ်ပါတယ်ဒါအပြင်ဒဝဲတချို့ဒေသတွေမှာဒီရေကိုဖျားရည်လို့ခေါ်တဲ့အကြောင်းလဲဆရာမင်းသူဝင်ကပြောပါတယ်ဗမာရှေးစာပေမှာလဲဖျားအသုံးရှိပါတယ်ရှင်မဟာတီလွန်သားရဲ့ပါရမီကမ်းပြုတ်မှာအာတော်ကကြာလျှောဖျားရည်မှုန်ဆန်ဖြေ၍လို့ဆိုပါတယ်ဒီနေရာမှာဖျားရည်ဆိုတဲ့အသုံးဟာဒီရေကိုဆိုလိုပုံရပါတယ်ရခိုင်စကားမှာလည်းဖျားကိုတွေ့ရပြန်ပါတယ်ရခိုင်မင်းသမီးအေးချင်းမှာဂစ္စပနဒီဤဒီညာမွန်ရင်ထန်တစ်ဖက်ပင်လယ်ထွက်မှာနှစ်ဖက်ကမ်းမီဖျားရည်မိဝဲလို့ဆိုပါတယ်ဘသူကအရင်ဘသူကနောက်လဲဒါမှမဟုတ်အားလုံးတစ်ချိန်လုံးကအတူတူသုံးခဲ့ကြသလားဆိုတာကိုတော့ဒီနေ့ခေတ်မှာတည်တည်ချာချာပြောဖို့ခက်နေပါပြီဒါပေမဲ့ရခိုင်ဗမာဒဝဲတိတ်ပြီးတော့သွေးသားနီးစပ်လာတယ်ဆိုတာကိုတော့ကျွန်တော်တို့ဆင်ခြင်လို့ရမယ်ထင်ပါတယ်ဒဝဲရဲ့နောက်ထပ်ရှေ့ကြတဲ့အသုံးတစ်ခုကမားဆိုတဲ့အာလုတ်တန်မှာအိုးတဲ့အတန်ပေါ့နော်လှစားမားဆိုရင်ဟာတိတ်လှပါလားငယ်စားမားဆိုရင်တိတ်ငယ်လွန်းပါလားပန်းတွေဝင်နေတာကိုလည်းသူတို့ကဒီလိုပြောပါတယ်ပန်းနေတာတပြိုင်တည်းပွင့်တယ်ပေါ့ဗျာပန်းနေတပြိုင်တည်းပွင့်တယ်ဒဝဲလူကြတော့သူကဘာပြောလဲဆိုပန်းနေပန်းစားထီတန်းနေကြီး
တပြိုင်တည်းကထိန်ဆွဲစားလုံးနဲ့သုံးတယ်ပန်းတွေပွားစားထီတန်းနေပြီရဲ့ကျွန်တော်တို့ကမီးသာထိန်နေလင်းတယ်လို့ပြောတာဟုတ်ဗမာကသူကပေါ့ပန်းတွေတပြိုင်တည်းပွင့်နေတာပန်းတွေပွားစားထီတန်းနေပြီရဲ့နော်အဲ့လိုပြောပါတယ်ရှာဗမာသားနဲ့ပြောမယ်ဆိုရင်ပန်းတွေပွင့်နေတာထိန်နေတာပဲအဲ့လိုသဘောလားပန်းတွေပွင့်နေတာထိန်နေပါလားနော်အမှန်ဆိုရင်ကတော့ပန်းတွေဟာတပြိုင်တည်း it blooms ပေါ့ဗျာအင်္ဂလိပ်လိုပြောရင် bloom ဖြစ်တယ်ပေါ့ပန်းတွေတပြိုင်တည်းပွင့်နေအဲ့ဒါကိုသူကပန်းတွေဟာပန်းတွေပွင့်တာထိန်နေတယ်လို့ပြောအဲ့လိုပြောပါတယ်ကျော်သားရှိဖို့ဗတ်တာလို့နော်ဝေးလို့မဲဝေးမဝါလုံးစားလေ